အားလုံးပဲမင်္ဂလာပါဒီခေါက်မှာတော့ Microsoft Surface 2လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါဆိုရင်တော့သူ့ရဲ့ spec လေးတွေကိုဒီလိုကြည့်လိုက်ရအောင်ပါ CPU i5 8Gen RAM 8GB SSD 256 sharing GB 4K တို့ပါပါတယ်ကလာပိုင်းမှာဆိုရင်လည်းပုံမှန် laptop တွေနဲ့မတူ color အလင်းမိန်ကို quality အမြင့်ပိုင်းကိုသုံးပေးထားပါတယ်တက်ဆက်ခွင့်လည်းရတယ်ဆိုတော့လွယ်လွယ်ကူကူအသုံးပြုရုံပါပဲရုပ်ထက်အနေနဲ့ဆိုရင်လည်း 2K resolution ဖြစ်တဲ့အတွက်ထွေထွေထူးထူးပြောနေစရာမလိုပါဘူးအတန်အတွက်ကလည်း standard ပုံစံအနေနဲ့ရှင်းလင်းပြသစွာကြားနေရမှာပါကာလာပိုင်းမှာဆိုရင်လည်း platinum color ဖြစ်တဲ့အတွက်ကြောင့်တစ်သက်နေပါတယ် stock အနေနဲ့ဆိုရင်လည်းတစ်လုံးနဲ့ရှိတော့တာမို့ဒီ Surface laptop 2လေးကိုလိုချင်တော့ဝယ်တန်းဟိုတာလာခဲ့လိုက်ပါနော်